မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ထီးလိုက်မှာဖြစ်ပါတယ်ထီးဖွင့်မှာဖြစ်ပါတယ်ထီးကတော့နှမ်းကျေးဖို့အတွက်ဖွင့်မှာဖြစ်ပါတယ်ပေါင်းတို့တင်အောင်လို့ပေါ့ဗျာမိုးရွာတော့နှမ်းကျဲမှာဖြစ်ပါတယ်စဖွင့်နေပါပြီထီးဖွင့်မှာအပမနေဘူးလို့ခဏနားပါမယ်ဒီထဲဝယ်နားရေတော့တည်းသီးစားပေါ့ဗျာဟုတ်လားခဏနားပါမယ်နားနေပါခဏနားပြီးတော့ကျွန်တော်တို့ပြန်မောင်းမှာဖြစ်ပါတယ်ပြန်မောင်းနေပါပြီပြန်မောင်းနေမနေရပူလာပါတယ်နေရပူလာပါတယ်ဒီမှာကျွန်တော်ခုမှဂျပန်ကောင်းလေးဖွင့်တာမလို့သူများဟွာရီလည်းကောမန်နေတော့မပေးဘူးဗျ follow လုပ်တယ်ကောမန်တော့မေးကိုအသေးပေးတယ်ဟာကျွန်တော်လည်းဘယ်လိုလုပ်ရမလဲကောမန်လေးမမှန်ပြီးကြပါအောင်ဗျမောင်းနေပါတယ်မောင်းနေရပူလာပါတယ်မောင်းပါတယ်ခင်ဗျကျွန်တော်နှစ်ရှင်းမောင်းတာမှမောင်းတာတော့တစ်ရှင်းကတော့မြောက်ဖက်မှာဖြစ်ပါတယ်ကျွန်တော်တောင်ဘက်ကမောင်းတာပေါ့ဗျာမောင်းနေပြီးတော့ကျွန်တော်ရတဲ့တိမ်မောင်းမရဘူးပေါ့ဗျာအမှခဏနေတော့တည့်ပင်ရေကိုသွားတော့မှဖြစ်ပါတယ်တည့်ပြန်တော့ဝေးရနေလန့်ကြည့်လို့ရှိရင်ပန်းသီးလိုပါပဲစတာပါဗျတည့်ပြန်ပန်းသီးမသီးပါဘူးဗျတည့်သီးပါတည့်သီးလေးကနီရဲလေးနဲ့စကောင်းမဲ့ပုံပါပဲဗျစားလို့လည်းကောင်းပါလေချိုပါတယ်ဒီစားခြင်းတော့ရောက်လာခဲ့ပါဗျအားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်ဗီဒီယိုလေးဒီနေ့တော့ပါပဲအဲဒီအိမ်ပြန်ရောက်ရင်တော့မေးဖြော်ထားတဲ့တံမြာကြီးလေးကိုတောက်လိုက်ပါသေးရဲ့ခင်ဗျတံမြာကြီးလေးလည်းကောင်းပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်